အခါမဲ့တယောက်နိုင်တဲ့အပြင်အင်တာဗျူးအောင်ချက်ကအောင်လေးထင်ရှားပေးတဲ့ဆာကူရာမန္တလေးကျောင်းခွဲရဲ့ဒီ special class အတန်းတွေကိုပေါ့နော်တရားဖို့အတွက်ကိုကျွန်တော်ဂျူရီစင်းအင်းနေကျွန်တော်ကောက်ခံနေပါပြီခင်ဗျာအဓိကတော့ကျွန်တော်တို့ဒီအင်တာဗျူးအောင်ချက်ကောင်းစီအတွက်ကျွန်တော်အင်တာဗျူးမန်နာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးပြီဆိုကျွန်တော်တို့ဒီဂျပန်စာစကားပြောရရှိရေးပိုင်းတွေခိုင်းမ level တွေကျွန်တော်ပို့ပြီးတော့ရရှိရေးအတွက်ကိုဒီကထားပြီးကျွန်တော်ရည်ရွယ်ထားတာဖြစ်တယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒီညဘက်မှာကျွန်တော်ဆာချန်ဝိုင်းတွေကျွန်တော်ပြုလုပ်ပေးထားတဲ့ရှိပါတယ်ခင်ဗျာအဓိကတော့ကျွန်တော်နေ့ဘက်မှာကျွန်တော်တို့တင်ခဲ့တဲ့စာတွေကိုနားမလည်ဘူးဆိုကျွန်တော်ညဘက်မှာပေါ့နော်ဆရာမတွေနဲ့အတူတူပြန်ပြီးတော့ဆွေးနွေးလို့ရအောင်ကျွန်တော်တို့ညဘက်မှာကျွန်တော်ဆာချန်ဝိုင်းတွေပြုလုပ်ပေးထားတဲ့ရှိပါတယ်ဒါကြောင့်ဒီဆာချန်ဝိုင်းအတွက်ရော special အတွက်ရောပေါ့နော်ကျွန်တော်တို့ဒီမန်နေဆာဝါကျောင်းကမှာတက်ရောက်နေတဲ့ကျောင်းသားတိုင်းကျွန်တော်တို့ဒီအခါမဲ့တယောက်နိုင်မှာဖြစ်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အသေးစိတ်ကိုကျွန်တော်တို့ဒီမန္တလေးဆာဝါကျောင်းကမှာလိုလာရောက်ပြီးတော့လက်စစ်ဆိုတာမေးလို့ရပါတယ်ခင်ဗျာမန္တလေးကျောင်းကကျွန်တော်လိပ်စာလေးရကြတော့ကျွန်တော်69A တောက်ရှင်တော့ကိုကြာမှာကျွန်တော်ဖွင့်ရတဲ့ရှိပါတယ်ခင်ဗျာလေယာဉ်သားရှင်များအတွက်လည်းကျွန်တော်ရထားလေးအဆောင်လေးမင်းလေးဆောင်ကျွန်တော်စီစဉ်ပေးပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုဆုံးကြည့်ပြီးရတဲ့အတွက်လည်းထပ်ဝက်ရှိပါတယ်ခင်ဗျာ